ကြောင်ရှာပြီးစားနဲ့နယ်စီခါတယ်ခုနစားနဲ့နယ်ရေးစရတဲ့ကြောင်ရှာပြီးဟိုပစုံချောင်းနဲ့ငရုတ်ကြီးစီတက်ပြီးသားရှိရတယ်ငရုတ်ကြီးစီတက်ပြီးသားနဲ့တခါတည်းပဲစားပြထည့်ပြီးတခါလုံးလိုက်တော့ကွက်ကိုချက်ပြီးကွက်ကိုစားမှမလို့လက်နဲ့ပဲနေလိုက်ပါလေရှင်ကျမပဲချက်ပြီးကျမပဲစားတာပါကျမအိမ်မှာကျမဖြစ်နေကျမနဲ့2ယောက်ပဲရှိတာပါဒါမျိုးတွေဆိုကျမပဲစားတာပါဆောင်ချသီးလေးတွေကောင်းတော့ဒီဒါလေးကိုကြီးလေးနဲ့ထည့်ပြီးတော့လုံးမြောင်တဲလိုက်တော့ဆောင်ချောင်းနဲ့စားချုံမုံလေးဒီစီတက်ထားတဲ့တခါထည့်ပြီးနေလိုက်တော့ကြီးလေးနဲ့ထည့်ပြီးဒီလိုလေးတည်ထားလိုက်ဆောင်ရှာပြီးတကယ်တော့တုတ်စားမလို့ပါတုတ်စားဖို့အဖို့မရှိအောင်ကြော်ပဲထားလိုက်တော့ကျန်ရှာပြီးကျော်ကျန်ရှာပြီးနူးလို့လားမသိဘူးနူးလို့လားမသိဘူးဒီလေးနည်းနည်းလေးပဲထည့်လိုက်နူးပြဲပါကဲရပါပြီကျန်ရှာပြီးကျော်လုံးဝမခါပဲနဲ့နူးပြဲသွားပါလေ